ကောင်းကင်ဘောကထူးထူးဆန်းဆန်းပြုတ်ကျလာတဲ့တရိတ်ဆန်များတခါတလေကောင်းကင်ဘောကနေမိုးတီးမိုးပေါက်ကြီးတွေနှင်းခဲကြီးတွေကျလာတဲ့ကိစ္စမျိုးကနားလည်လို့ရှာပါသေးရဲ့ဒါပေမဲ့ဒီဗီဒီယိုမှာပါမယ့်မွေတွေအားလုံးအလုံးလိုက်အထွေးလိုက်ကျလာတဲ့ကိစ္စမျိုးကောင်းကင်ဘောကမိချောင်းကြီးတစ်ကောင်ပြုတ်ကျလာတဲ့ကိစ္စဒါမှမဟုတ်ကောင်းကင်ဘောကငမန်းတစ်ကောင်ပြုတ်ကျလာပြီးအမိုးပေါ်မှာလာဆိုင်နေတဲ့ကိစ္စမျိုးကဘလို့မှမဖြစ်နိုင်ဘူးလို့ထင်ရမှာပါဒါမှမဟုတ်ငါးမိုးတွေရွာချလိုက်လို့လူတွေအပြင်ထွက်ပြီးငါးတွေလိုက်ကောက်နေတဲ့မြင်ကွင်းကိုမြင်အောင်ကြည့်လိုက်ပါအားလုံးပဲမင်္ဂလာပါကျမတို့ရဲ့ channel လေးကနေကြိုဆိုလိုက်ပါဒီနေ့ဗီဒီယိုလေးမှာတော့ကောင်းကင်ဘောကထူးထူးဆန်းဆန်းပြုတ်ကျလာတဲ့တရိတ်ဆန်တွေရဲ့လျှို့ဝှက်ချက်လေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်မွေကြောက်တဲ့သူတွေအတွက်ကတော့ဒီအပိုင်းလေးကိုကြော်ကြည့်လိုက်ပါလို့တိုက်တွန်းချင်ပါတယ်တကယ်လို့တင်နေထိုင်တဲ့နေရာမှာကောင်းကင်ဘောကမွေတွေအစုလိုက်အပြုံလိုက်ပြုတ်ကျလာပြီးလမ်းပေါ်တွေမှာမွေတွေနဲ့လုံးထွေးနေမယ်ဆိုရင်အသက်ရှူရှက်မတက်ကြောက်လက်နေရမှာတော့အမှန်ပါပဲဒီလိုဖြစ်ရမျိုးကိုတော့1889ခုနှစ်မှာဖြစ်ခဲ့ပူပါတယ်တရက်တော့အမေရိကန်မဲဖစ်မြို့လေးမှာတဲထန်တဲ့မိုးရီတွေနဲ့အတူအစိတ်ရှိမွေကောင်းရီ1000ကျော်လောက်ကောင်းကင်ကကျလာပြီးလမ်းမတစ်လျှောက်မှာမွေတွေနဲ့ပြေးသွားခဲ့ပါတယ်မိုးရွာသွန်းပြီးလို့လမ်းပေါ်ထွက်လာတဲ့မြို့သားတွေကတော့အစိတ်ရှိမွေတွေကိုကြည့်ပြီးကြက်တီးထနေခဲ့ကြတာပါမိုးရီနဲ့အတူပါလာတဲ့မွေတွေကတီကောင်ကနေပုံမှန်အရွယ်အထိမျိုးစုံဖြစ်ပြီးအားလုံးလမ်းပေါ်မှာတွန့်လိန်ကောက်ကွဲပြီးလူးလိမ့်နေပါတယ်ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကိုတိတိကျကျမသိခဲ့ပေမဲ့ကျွမ်းကျင်သူတချို့ရဲ့သုံးသပ်ချက်အရလေစင်နှမောင်းလိုမှောင်နိုင်ကမွေရဲ့အတိုက်ကိုဖျက်ဆီးသွားပြီးမိုးအဖြစ်ပြန်ရွာချစေရလို့ဆိုကြပါတယ်။ကောင်းကင်ဘောကနေငါးရီကျလာတတဲ့ကိစ္စကတော့တချို့ဒေသတွေအတွက်အထူးဆန်းကြီးသိမ့်မဟုတ်တော့ပါဘူး။တချို့ဒေသတွေမှာဆိုရင်တစ်နေ့ကို2ခါလောက်တောင်ဖြစ်တတ်ပါတယ်။2019ခုနှစ်တုန်းကမော်တာမှာရွာချခဲ့တဲ့မိုးဆိုရင်လေငါးမျိုးစုံအကောင်1000လောက်ပါနေခဲ့ရပါဒီလိုမိုးတွေရွာချချိန်မှာတော့မြို့သူမြို့သားတွေကငါးထွက်ကောက်တက်ကြပါတယ်။ဘာဖြစ်လို့လဲဆိုရင်ဒီဖြစ်ရက်ကိုဖျားကလက်ဆောင်ပေးထားတယ်လို့ယုံကြည်ထားလို့ဖြစ်ပါတယ်။တချို့ကတော့အသက်ရှင်လျက်ရှိနေတဲ့ငါးတွေကိုရေထဲပြန်လို့ပြီးကုသိုလ်ယူတတ်ကြပါတယ်။2022ခုနှစ်တုန်းကဩစတြေးလျမှာလည်းဒီလိုဖြစ်ရက်မျိုးပထမဆုံးအကြိမ်ဖြစ်ခဲ့ပါသေးတယ်။အဲဒီတုန်းကပြင်းထန်တဲ့မုန်တိုင်းကလည်းဖြစ်နေခဲ့လို့အစိုးရကပြည်သူတွေကိုအိမ်ပြင်မထွက်ဖို့ကြေညာထားခဲ့ရပါ။တစ်ချိန်တည်းမှာခေါင်မိုးပေါ်ကျလာတဲ့အတန်ပြင်းပြင်းကြောင့်အစာပိုင်းမှာမိုးတီးတွေလို့ထင်နေခဲ့ကြပါတယ်။နောက်ပိုင်းမှာတော့ငါးရင်ဖြစ်နေမှန်းသိပြီးတချို့ကအပြင်ကိုထွက်ကောက်ကြပါတယ်။ဒါပေမဲ့ငါးရင်ကျလာတဲ့အချိန်ကပြင်းထန်လွန်းလို့ဒဏ်ရာရတဲ့သူတချို့တောင်ရှိခဲ့ပါတယ်။ကောင်းကင်ဘောကနေတီကောင်တွေမိုးရွာချလိုက်သလိုပြုတ်ကျလာမယ့်အဖြစ်ကိုတော့ဘယ်သူမှနှစ်သက်ကြမှာမဟုတ်ပါဘူး။တီကောင်တွေကအရှိန်ပြင်းပြင်းနဲ့အောက်ကိုကျလာရင်ညစ်ပတ်တဲ့အခြေအနေတွေဖြစ်စေရကြောင်းလည်းပါနေပါတယ်။ဒါပေမဲ့တရုတ်နိုင်ငံဘေကျင်းမှာတီကောင်မိုးတွေတကယ်ရွာချခဲ့ပူပါတယ်။အဲဒီတုန်းကဆိုရင်ရထားတဲ့ကားတွေနဲ့လမ်းမတစ်လျှောက်လုံးတီကောင်တွေဖုံးလွှမ်းပြီးယွန်းစရာအခြေအနေကြီးဖြစ်သွားခဲ့ရပါ။အဲအားကြောင့်အပြင်သွားကြတဲ့သူတွေကလည်းထီးတွေကိုဖွင့်ပြီးတီကောင်တွေမထိအောင်ကာကွယ်ခဲ့ကြပါတယ်။ဒီတီကောင်တွေဘယ်ကနေဘလို့မိုးပေါ်ရောက်သွားတာလဲဆိုတဲ့မိကုန်းကိုလည်းမြို့သူမြို့သားတွေကသိကျင်နေခဲ့ကြတာပါ။တကယ်တော့ဒီတီကောင်တွေကမြေကြီးပေါ်မှာနေတဲ့တီကောင်တွေမဟုတ်ပဲဘေကျင်းမှာအများအပြားတွေ့ရတတ်တဲ့ပန်းပွင့်တစ်မျိုးပါပိုးတီတွေအဖြစ်နေကြတဲ့ကောင်တွေဖြစ်ပါတယ်ပြီးတော့မုန်တိုင်းနဲ့အတူပါလာပြီးမိုးတွေအဖြစ်နဲ့ရွာချခဲ့ရပါ2015ခုနှစ်မှာဗာဂျီနီးယားကအိမ်လေးတစ်လုံးရဲ့ခေါင်မိုးပေါ်မှာအသေးစားငမန်းတစ်ကောင်ခေါင်းဆိုင်နေခဲ့ပါတယ်မိုးပေါ်ကကျလာတဲ့ဒီငမန်းကအိမ်ခေါင်မိုးပေါ်ကိုဖောက်ပြီးစောက်ထိုးကြီးစိုက်နေခဲ့တဲ့ပုံစံကတမင်လှုပ်ထားသလိုတောင်ဖြစ်နေခဲ့ရပါဒီလိုဖြစ်တဲ့အချိန်မှာမုန်တိုင်းလည်းမရှိသလိုအိမ်ကလည်းပင်လယ်နဲ့နေရာမဟုတ်လို့ဗဟေတိတွေဖြစ်ခဲ့ရပါသေးတယ်။ဖြစ်နိုင်တဲ့အကြောင်းရင်းကိုကောက်ချက်ချတဲ့အခါပင်လယ်ပြောငှက်အကောင်ကြီးကြီးတစ်ကောင်ကရှိလာပြီးမနိုင်လို့လွတ်ချခဲ့နိုင်တာဖြစ်ကြောင်းအဖြစ်ရလာခဲ့ရပါ။ဘာဖြစ်လို့လဲဆိုရင်ကယ်လီဖိုးနီးယားမှာလည်းအလားတူကိစ္စတွေလည်းဖြစ်ခဲ့ဘူးလို့ပါပဲ။အဲဒီတုန်းကတော့အိမ်ခေါင်မိုးပေါ်မှာလာဆိုင်မနေပဲလမ်းပေါ်ကိုပဲပြုတ်ကျခဲ့ရပါ။ဗာဂျီနီးယားကအိမ်ခေါင်မိုးပေါ်မှာစောက်ထိုးဆိုင်နေတဲ့ငမန်းကိုစစ်ဆေးကြည့်ရောလေငှက်လက်သေးရာတွေတွေ့ရတာကြောင့်သူတို့ယူဆချက်မှန်ကန်နေရဲဆိုတာကိုတွေ့လိုက်ရပါတယ်။တရုတ်နိုင်ငံမှာဖြစ်ခဲ့တဲ့ကိစ္စတစ်ခုကလည်းအလန့်တကြားဖြစ်စရာပါ။ CCTV မှတ်တမ်းကနေကြည့်ရဲ့အခါအရွယ်ခက်သေးသေးမိကြောင်တစ်ကောင်ကတိုက်ရှိကွက်လက်မှာကျလာခဲ့ရတွေ့ရပါတယ်။1 မီတာအရှည်ရှိတဲ့ဒီမိကြောင်ကျလာတဲ့အချိန်ကပြင်းလုံးတာကြောင့်1 မီတာလောက်ပြန်ကန်ထွက်ခဲ့ပါသေးတယ်။ပြီးတော့မှကျန်းပြေမှာလူလို့နေရပါ။ဒါကိုတွေ့ရတဲ့အောက်ဆုံးထက်ကဈေးဆိုင်ပိုင်ရှင်ကရဲရီကိုအကြောင်းကြားလိုက်ချိန်မှာရဲရီရောက်လာပြီးမိချောင်းကိုဖမ်းသွားပါတယ်။
နောက်ပြီးဒီလိုဖြစ်ရတဲ့အကြောင်းရင်းကိုစုံစမ်းကြည့်တော့မှအထက်20မြောက်မှာရှိတဲ့အခန်းပိုင်ရှင်ကဝရဏာမှာမိကြောင်းကန်လုပ်ပြီးတရားမဝင်ခိုးမွေးထားခဲ့ကြောင်းသိရပါတယ်။ဒါပေမဲ့မိကြောင်းကန်ကခက်သေးသေးဖြစ်နေရကြောင်းမိကြောင်းကတဖြည်းဖြည်းအရွယ်ကြီးလာတဲ့အခါအပြင်ထွက်ဖို့ကြိုးစားရင်အထက်20ကနေပြုတ်ကျလာခဲ့ရတာပါ။2022ခုနှစ်ဖေဖော်ဝါရီလတုန်းကမက္ကဆီကိုမှာငှက်တွေအစုလိုက်အပြုံလိုက်ပြုတ်ကျလာခဲ့တဲ့ကိစ္စတစ်ခုဖြစ်ခဲ့ပါတယ်။ကျန်တဲ့တိရစ္ဆာန်တွေပြုတ်ကျလာတဲ့ကိစ္စနဲ့မတူတာကလေပေါ်ပြန်နိုင်တဲ့ငှက်အရှင်တွေဖြစ်နေလို့ပါပဲ။ဒီငှက်တွေပြုတ်ကျလာတဲ့ပုံစံကမိုးပေါ်ကနေငှက်တောင်းကြီးကိုမှောက်ချလိုက်သလိုပုံစံမျိုးအလုံးလိုက်အထွေးလိုက်ကြီးပြုတ်ကျလာခဲ့ရပါ။ဒီအချိန်မှာငှက်တချို့ကမြေကြီးနဲ့ရိုက်မိပြီးတိတ်ဆုံးသွားသလိုငှက်တချို့ကတော့အသက်ရှင်ဆဲဖြစ်ပြီးထပြန်သွားပါတယ်။ဒီဖြစ်နဲ့ပတ်သက်ပြီးယူဆချက်ကတော့အမျိုးမျိုးထွက်လာခဲ့ရပါ။တချို့ကတော့ဓာတ်ကြိုးတွေနဲ့ထိပြီးလျက်ကူးကပြုတ်ကျနေရလို့ထင်နေကြပါတယ်။တချို့ကျတော့လေကောင်းကင်မှာအစုလိုက်အပြုံလိုက်ရှံပွဲဖြစ်ပြီးပြုတ်ကျလာတာလို့ယူဆခဲ့ကြတာပါ။တချို့ကျတော့လေဒီငှက်တွေကအမိုနီယာပါတာရှုမိကြလို့ပြန်နေရင်အစုလိုက်ကြီးပြုတ်ကျလာခဲ့တယ်လို့ယူဆနေခဲ့ကြပါတယ်။ယူဆချက်တွေကိုအတိမပြုတ်နိုင်ခဲ့ပေမဲ့ဒီဖြစ်ရလေးကတော့ထူးဆန်းနေရအမှန်ပဲလို့ပြောလိုက်ရင်ဗီဒီယိုလေးကိုဒီမှာအဆုံးသတ်လိုက်ပါ။အားလုံးပဲဒီဗီဒီယိုလေးကနေထူးဆန်းတာလေးတွေသိလိုက်ရလို့နှစ်သက်လိုက်မယ်လို့ထင်ပါတယ်။ဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင် like လေးနှိပ်ပြီးအားပေးသွားပါအောင်။ဒီလိုဗီဒီယိုလေးတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့မလွတ်ရအောင်လို့ channel လေးကို subscribe လေးလုပ်ထားဖို့တိုက်တွန်းလိုက်ပါ။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။